အိန္ဒိယနဲ့ဥရောပသမဂ္ဂကြားလူဦးရေသိန်းပေါင်း2000အတွက်ကုန်သွယ်ရေးဇုံထူထောင်မဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။အိန္ဒိယနဲ့ဥရောပသမဂ္ဂ EU တို့ကြားနှစ်ပေါင်း20ကြာညှိနှိုင်းခဲ့ရတဲ့သဘောတူညီချက်များရဲ့အချုံးလို့ခေါ်လို့ရမယ့် Mother of All Deals ဆိုတဲ့သဘောတူညီချက်ကိုဇန်နဝါရီ29ရက်မှာလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်း20နီးပါးဆွေးနွေးညှိနှိုင်းမှုတွေပြီးမှလူဦးရေတန်း2000ရှိတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်လာမှာဖြစ်ပြီးဒါဟာကမ္ဘာ GDP ရဲ့25%နဲ့ကမ္ဘာကုန်သွယ်ရေးရဲ့3ပုံ3ပုံခန့်ရှိပါတယ်။ဥရောပခေါင်းဆောင်တွေနဲ့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီတို့ကြားလက်မှတ်ရေးထိုးခဲ့တဲ့ဒီသဘောတူညီချက်ကြောင့်ဥရောပပို့ကုန်တွေရဲ့90%ပေါ်မှာအခွန်တွေလျှော့ချတာဒါမှမဟုတ်ပယ်ဖျက်တာမျိုးဖြစ်စေမှာဖြစ်ပါတယ်။ဆိုလိုတာကတော့သွင်းကုန်ခွန်ယူရို4ဘီလီယံလောက်တက်တာသွားမှာဖြစ်ပါတယ်။ဥရောပကတင်ပို့ကုန်တွေထဲမှာမော်တော်ကား130%ကနေ10%ထိဝိုင်150%ကနေ20%ထိနဲ့အစားအသောက်ချောကလက်ခောက်ဆွဲစတဲ့တင်ပို့မှုတွေမှာအခွန်အကြီးကျယ်လျော့ကျသွားပြီးကမ္ဘာလူဦးရေအများဆုံးအိန္ဒိယရဲ့ဗန်နာရေးနဲ့ပို့ဆောင်ရေးဈေးကွက်ထဲကိုပုံမဝင်ရောက်ခွင့်ရသွားမှာလည်းဖြစ်ပါတယ်။အိန္ဒိယရဲ့အထည်အလိပ်ကြောင့်မြတ်ရတနာတည်ရည်စာနဲ့ဝန်ဆောင်မှုကဏ္ဍတွေပုံမအားကောင်းလာမှာဖြစ်ပြီးဥရောပစီကနီးပညာနဲ့ယင်းနှီးမြှုပ်နှံမှုတွေရရှိမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကရုရှားအပေါ်စစ်ရေးအရမိခိုမှုကိုရှော့ချဖို့စ조사နေတယ်လို့ဥရောပကလည်းအမေရိကန်အပေါ်မိခိုနေရတာတွေကိုရှော့ချဖို့စ조사နေချိန်မှာဒီသဘောတူညီချက်ပေါ်လာတာဖြစ်ပါတယ်။ EU ကမကြသေးခင်ကလူဦးရေတန်း900လောက်ရှိတဲ့တောင်အမေရိကနဲ့ကုန်သွယ်ရေးစုံတိစောက်ဖို့သဘောတူညီချက်လည်းရထားတာမို့ဥရောပအတွက်တော့အခွန်ကင်းလွတ်တဲ့ကုန်သွယ်ရေးစုံကြီးအကြီးကြီးရသွားပြီဖြစ်ပါတယ်။